စောက်ဖက်ကိုမလုပ်ဟောမရတော့ငါတော့လူလိုပြောလို့မရတော့ဘူးဒီတိုင်းကြီးလူလိုပြောလို့လေလူလိုနားလေဘူးအဲ့တော့ star stone လို့ဆဲဆိုပြီးပြောမှပဲရတော့မယ်မင်းတို့နိုင်ငံကဈေးရောက်တာတော့ဆဲဆိုပြီးရဲရောင်းတဲ့နိုင်ငံဟို marketing strategy မြန်မာပြည်အတွက် marketing strategy တီးသန့်ထုတ်လာတာမြန်မာပြည်အတွက် marketing strategy ကတီးသန့်ရှိတယ်ဆဲဆိုပြီးတော့အဲ့လိုတကယ်မကြောက်မနာတာတွေပြောဆိုပြီးရောင်းတဲ့ live ဈေးတွေရောင်းကောင်းနေတာဒါမြန်မာပြည်နဲ့တန်တဲ့ marketing strategy အဲ့တော့မောင်ရဲဝင်သူလေးခင်ဗျာလဲစဉ်းစားတယ်ငါတောင်ဝင်ရတော့မပြီးဘူးဒီစောက်တိတရားကောင်းခေါင်းပါလာတယ်မြန်မာပြည်သူငါကသတင်းတောက်ပေးစရာရှိတဲ့အချိန်လက်တွေငါသိထားတာတွေကိုပြောမှရမယ်လူလိုပြောလို့မရတော့အေးရတယ်လူလိုမပြောရတယ်လူလိုပြောချင်တိုင်းပြောလို့ရအောင်ဆိုပြီးတော့အလုတ်ထွက်ပြီးတော့ star stone လုပ်ပြီးပြောတယ်အဲ့တော့မှအဲ့တော့မှပထမဆုံးကြားဘူးတာအဲ့တော့မှပထမဆုံးကြားဘူးတော့တုံသင်းသွားတယ်ဆက်သွားတယ်ဆဲတယ်ဟာလားကျွန်တော်ပြောတယ်ကျွန်တော်အများကြီးကြိုးပြောတယ်ခင်ဗျားတို့ဒိုင်ဖြစ်လာမယ်နော်ဖွင့်ဒီစစ်မှုမတမ်းမနေရဥပဒေပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မေရီလန်းမှာပြီးခဲ့တဲ့တစ်နှစ်လောက်တည်းပြောပြီးသွားပြီခင်ဗျားတို့တနေ့ဒီကောင်အကြံကုန်ရင်ဂလုံစားချက်လိုက်မယ်ဂလုံစားချက်လိုက်မယ်ဒီကောင်လူရင်အားလိုလာရင်အခြေအနေ तू မလှဘူးဆိုရင်အဲ့ဥပဒေကိုထုတ်ပြီးသုံးလိုက်မယ်ခင်ဗျားတို့ဘာလုပ်မလဲပြင်တာလို့ပြောတယ်စောက်ဖတ်မလို့လွန်ခဲ့တဲ့တစ်နှစ်နီးပါးတည်းကျွန်တော်ပြောပြီးသွားပြီကျွန်တော်ဒေါသထွက်တာအဲ့ဒါကြီးတစ်ခါကြမ်းဘလောက်ပြောသလားအဲ့လိုနည်းနည်းပါးအဲ့လိုကြိုမြင်ပြီးတော့အော်ဟုတ်လားမသိဘူးငါတို့လေးလာကြည့်ဦးမယ်ဆိုတော့စောက်ကျင့်ဦးမရှိတာလေးလာဖို့ကိုစောက်ကျင့်မရှိဘူးစာပဲអော်ကျက်တာဟုတ်ဗျစာអော်ကျက်တဲ့တိုင်းမျိုးဗျစာပဲអော်ကျက်တဲ့တိုင်းမျိုးဖြစ်တဲ့အတွက်အဲ့လိုလေးလာဖို့ဆိုအဲ့လိုမျော့ထုံးတဲ့တို့လေးလာဖို့ဆိုရင်မျော့ကိုထုံးတဲ့တို့တယ်လို့ပဲတီကောင်ကိုစားနဲ့ပတ်တယ်လို့ပဲပြောခဲ့တယ်သိတဲ့လူတွေသိတယ်ဒီထဲမှာရှိတဲ့ဂျိုသားတွေသိတယ်အခုလူ919ယောက်ရှိနေတယ်ဒီထဲမှာကျွန်တော်ထင်တယ်အယောက်20တည်းမဟုတ်ဘူးကျွန်တော်ထင်တယ်အယောက်20တည်းမဟုတ်ဘူးအဲ့ဟောတကယ်ဟုတ်တယ်ကိုရဲမင်းသူပြောနေတာ star stone ပြောနေတာဟုတ်တယ်ဖြစ်လာနိုင်တယ်ကျွန်တော်ပြောတယ်ဟုတ်လားနိုင်ငံတော်ကြီး